ခုလောကျွန်တော်စီမှာလာပြီးတော့မေးနေကြတယ်ဒီဘူလိုင်းနဲ့ဆိုလို့ရှိရင်ဘာရှိမလဲပေါ့နော်ဘူလိုင်းနဲ့ကနေဆိုလို့ရှိရင်အကိုကြီးဘာရှိမလဲဘာကျွန်တော်တို့ကျောင်း site တွေကပဲရမလား show site တွေကပဲရမလားဆိုပြီးတော့လာမင်းနေကြတဲ့လူတွေအတွက်ကျွန်တော်စီမှာ shogun SRD ရှိပါတယ်ခင်ဗျဆိုတော့ shogun SRD ကကြတော့ကျွန်တော်တို့ဘူလိုင်းသမားတွေအကြိုက်ထဲမှာတော့ပါလိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့ကြိုက်တယ်အဓိကဘလာဖြစ်လို့လဲဆိုတော့ဒါသူတို့ body ရလဲ cam လူလိုမျိုးဒါ square body ဖြစ်တဲ့အတွက်အပေါင်ကြည့်တဲ့ထဲမှာပါပြီးတော့ဥပါဒါရှေ့ကိုနိုင်ပြီးတော့လုံးတဲ့ပုံစံမျိုးသွားတယ်ပေါ့နော်ပုံမှန်ပူလိုင်းနေလိုမျိုးလုံးဝနောက်က body ရရှူးသွားပြီးတော့ရှေ့ကဒီ court ကြီးကအကြီးနဲ့ဟာမျိုးကိုမှသဘောကျတဲ့လူဆိုရင်တော့ဒီမျိုးအသိကြိုက်မှာမဟုတ်ဘူးဒါပေမဲ့ဒါလုံးဝ camphor ပုံစံမျိုးဖောင်ပြပြနဲ့မွေးရတာမျိုးကြိုက်တယ်ကမ်လူလိုမျိုး metality ကောင်းတဲ့ပုံစံမျိုးကိုလည်းသဘောကျတယ်ပြီးတော့လို့ရှိရင်အရန်လဲဟို court နဲ့ပတ်သက်ပြီးအရန်လဲဟို camphor လိုမျိုးလဲရှေ့ကိုအရန်ငိုက်တာမျိုးမကြိုက်ဘူးဘောကိုရှေ့ဒီ court ကိုရှေ့ကိုပစ်ပြီးတော့ပူလိုင်းဆန်ဆန်နဲ့ပေါ့နော်ဒါအရဲဘက် line ကိုသဘောကျတဲ့ဒီသက်ဆိုင်နော်ဒီ79ကဒါပူလိုင်းဝါသနာရှင်တွေအတွက်ဒါနောက်ထပ်တိတက်ရွေးချယ်မှုတစ်ခုထပ်ပြီးတော့ဖြစ်နေအောင်ပါဗျဆိုတော့ဒီကောင်လေးတွေကိုတော့ကျွန်တော်စီမှာလာပြီးတော့မြင်ရနိုင်ပါပြီဈေးတွေကတော့ဒါကျွန်တော်တို့9000အောက်ထစ်ကနေစပြီးတော့ရှိသွားမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော် IFF ရဲ့ဒီ product ဖြစ်တဲ့ Shogun SRD လေးတွေကိုလိုချင်နေဆိုရင်ဒီမှာကျွန်တော်တို့လာပြီးတော့မေးမြန်းနိုင်ပြီဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ TN ကွာတင်မှာလည်းဒါအများဒါလာမင်းနေကြတဲ့မျိုးကလေးကိုပါတခါတည်းထပ်ဆောင်ဖြည့်ပေးလိုက်ပါမယ်ခင်ဗျာကိုကြီးဘာငါးတွေရလဲဆိုတဲ့လူတွေပေါ့နော်ဘာငါးတွေရလဲဆိုတော့ကျွန်တော်တို့ IFF မှာအဓိကအားဖြင့်ကတော့ဒီ 0.5 camphor F1 camphor နဲ့ F2 camphor တွေရနိုင်သလိုကျွန်တော်တို့ရဲ့ local breed တွေဖြစ်တဲ့ဒါကျွန်တော်တို့ Shogun SRD တို့မျိုးပေါ့နော်ဒါလုံးဝ79 chan လုံးဝဖောင်ပြည့်တဲ့အရေးသွေးပြည့်မီတဲ့ဒီ new 79 chan ဒီပူလိုင်းတွေကိုလည်းရရှိသွားမှာဖြစ်ပါတယ်ခင်ဗျကျန်တာကတော့ကျွန်တော်တို့အခုနောက်လာမဲ့ဒီလလေတွင်းမှာတော့ကျွန်တော်တို့နောက်ထပ် product တွေအများကြီးသွင်းထားဖို့ရှိပါတယ်အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်ဗျ